ဒီတစ်ခါတော့အဖြူအောင်တကားလေးတွေကအရန်ကိုရိုးနေပြီဆိုတော့တာရာဆူဆူလေးတွေကိုဘလို့တောင်ရောင်းမလဲဆိုတာကိုကြည့်လိုက်ရအောင်ဒါလေးတွေကတော့ UVC အသားတွေကိုမှအယောင်သွင်းထားတဲ့အမျိုးအစားလေးတွေပဲဖြစ်ပါတယ်ဒီဘက်ကဟာလေးတွေကတော့အများသိပြီးသား PVC တကားလေးတွေပဲဖြစ်ပါတယ် UVC အမျိုးအစားတွေကတော့ပို့ပြီးတော့ရေရှည်ခံမယ်ပတ်တာမြင့်မယ်နှမျိုးလုံးကတော့ခိုင်ခန့်မယ်ပေါ်ပါမယ်စစ်သားတကားတွေလိုမျိုးပို့မထိုးချမစားတဲ့အပြင်ဒီဇိုင်းပိုင်းဆိုရင်လည်းလန်ထက်ပြန်တက်နေရမျိုးကိုရရှိမှာပါနော်ဒုလောကတာ bracket ပါဝင်ပြီးတော့ size အနေကတော့အကျယ်2ပေခွဲအမြင့်6ပေ3လက်မှတစ်မျိုးတည်းကိုသာရရှိပါမယ်ရှင်။ဒါမျိုး UVC လေးတွေကတော့10ချက်ဈေးကို3,900,400 5ချက်ဈေးကိုဆိုရင်3,900,900တစ်ချက်ဈေးကတော့3,800,000ကျတင်ပါမယ်။တာရာလေးတွေကတော့ဒီ300ရွေးချင်နိုင်ပါတယ်ရှင်။လေးပေါင်းချက်တာပါပြီးတော့ PVC တကားပုံစံလေးတွေကဆိုရင်10ချက်ဈေးကို3,450,000 5ချက်ဈေးကို3,480,000တစ်ချက်ဈေးကတော့3,500,000ကျတင်ပါမယ်ရှင်ရန်ကုန်မြို့အတွင်းတက်စင်ပစ္စည်းမှာယူနိုင်တယ်လို့နေရာမှာယူတဲ့အတွက်ဆိုရင်လည်းသေချာလေးထုတ်ပြီးတော့ကိစ္စစီစဉ်ပေးပါတယ်ဆက်ဝင်ကန်ထရိုက်ကြီးများနဲ့အယောင်ဆိုင်ကြီးများတို့လည်းအထူးလက်ကားစီနှုန်းစီစဉ်ပေးထားပါတယ်တစ်ချက်ကဆောက်ပြီးမှာယူနိုင်တယ်လို့အချက်ရည်များမှာယူမယ်ဆိုရင်လည်းပိုတောင်စီစဉ်ပေးထားမှာလို့အမြန်လေးဆက်သွယ်လိုက်တော့နော်အဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်